တိုက်စစ်ပိုင်းအတွက်ဟူလီယန်အဲဗာရက်နဲ့ကေနန်ရဲတက်ကိုအဓိကဦးစားပေးပြမှဖြစ်တတ်မှတ်လိုက်တဲ့အာဆင်နယ်နဲ့ဇူဝီမန်ဒီကိုပြန်လဲစိတ်ဝင်စားလာတဲ့ရီယယ်မက်ဒရစ်အားလုံးမင်္ဂလာပါ My Team My View Facebook နဲ့ YouTube Channel ကနေကျွန်တော်အာဆင်နယ်ညီကိုပေးတဲ့များအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းမှာရထားတဲ့ဒီနေ့ချို့ရှိပါတယ်ဆိုတော့ဒီဒီနေ့ကိုကျွန်တော်ဘာသာပြန်အနေငယ်သုံးသပ်သွားကြည့်လိုက်အောင်ပထမဆုံးဒီနေ့တစ်ပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းအဓိကဦးစားပေးပြစ်မှတ်ဖြစ်သတ်မှတ်လိုက်တဲ့ကေနန်ရဲတွေနဲ့ဟူလီယန်အဲဗာရက်တို့အကြောင်းကျွန်တော်ဖွင့်ပြပေးသွားချင်ပါတယ်ဒီသတင်းကိုကျွန်တော်တို့အာဆင်နယ်သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်အာဆင်နယ် Extra New Top Sport မှာလည်းဖော်ပြထားပါတယ်ဆိုတော့သတင်းသွားတော့ချက်ကြည့်လိုက်အောင်အာဆင်နယ်တင်းကအခုနှစ်နွေရာသီမှာအသင်းရဲ့တိုက်စစ်ဘက်ကိုအဓိကမြင့်တင်မှုတွေကစားသမားနှစ်ယောက်ကိုအဓိကဦးစားပေးတတ်မှတ်လိုက်ပါတယ်သူတို့နှစ်ယောက်ကတော့ကျွန်တော်တို့ယူဗက်နက်အသင်းရဲ့တူရကီလူငယ်တောင်ပန်ကစားသမားကေနန်ရဲတွေဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့အက်တလက်တီမက်ဒရစ်ကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့အာဂျင်တီးနားတိုက်စစ်ကစားသမားဟူလီယန်အဲဗာရက်တို့ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတစ်ချက်ပြောပြရှိတာကဟူလီယန်အဲဗာရက်ကိုအာဆင်နယ်တင်းကစူးစမ်းနေတာအချိန်ကာလကြာမြင့်ခဲ့ပါပြီကစားသမားကအင်္ဂလန်ကိုပြန်လာဖို့ဆန္ဒမရှိဆိုတော့လေကျွန်တော်တို့အာဆင်နယ်ကိုပြည့်တဲ့အားလုံးနဲ့အတိဖြစ်ပါတယ်ကစားသမားကဘာစီလိုနာမှာဘာစီလိုနာအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့တာဝန်ရှိသူတွေကဘာစီလိုနာကိုတော့လုံးဝမရောင်းနိုင်ဘူးသွားကျင်တခြားအသင်းကိုတော့ဆိုရင်တော့ရောင်းချပေးမယ်ဒါမှမဟုတ်လေဒီနေရာဒီမှာတော့လုံးဝလက်လွတ်တော့မဟုတ်ဘူးဆိုတဲ့စကားမျိုးတွေလည်းကြားနေရတယ်စပိန်သတင်းသာဒါရီယာတို့ AS ဖော်ပြရဆိုရင်အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့နီးပြစီမူနီကဒီနှစ်နွေရာသီမှာကစားသမားကိုလုံးဝလက်လွတ်တော့ဖို့ဆန္ဒမရှိဘူးအာဆင်နယ်ကိုရောင်းချဖို့လည်းဆန္ဒမရှိတယ်လို့သူ့ရဲ့ပြည်တွင်းကလပ်ဘာစီလိုနာကိုဆိုရင်လည်းလုံးဝရောင်းချတော့မဟုတ်ဘူးဆိုပြီးတော့ကစားသမားကိုအတိဖိရတယ်ဆိုပြီးတော့ဖော်ပြထားတာမျိုးရှိတယ်ဆိုတော့ဒါကိုအာဆင်နယ်တင်းကကစားသမားများပြန်လဲစိတ်ပြောင်းလာမလားဆိုပြီးတော့ပြန်လဲစူးစမ်းလာနေတယ်ပေါ့နော်ကျွန်တော်ဒီညက်မနေ့ရတဲ့သတင်းအချို့အရဆိုရင်ကစားသမားကလာမဲ့ကံမဲ့အက်တလက်တီမက်ဒရစ်အသင်းရဲ့ပွဲစဉ်တော်မှာပဲလူချင်းမှာပါဝင်ကစားဖို့ညှင်းဆန်တယ်ဆိုပြီးတော့မှသတင်းတွေထွက်နေတယ်ဆိုတော့ကစားသမားနဲ့အက်တလက်တီမက်ဒရစ်အသင်းရဲ့ကြားမှာခွာပြေးတာတော့တော်တော်လေးခွာပြေးလာပြီကစားသမားကနောက်ဆုံးမရတော့တဲ့အဆုံးပေါ့ဗျာထွက်မယ်ဘယ်အသင်းဖြစ်ဆိုရင်တော့ကျွန်တော်အာဆင်နယ်အသင်းကဦးစားပေးရွေးချယ်တဲ့အဖြစ်ပြောင်းလဲလာနိုင်ပါတယ်ဒုတိယတစ်ပုတ်ကတော့ကေနန်ရဲတဲ့ပါအီတလီဘက်ကလာတဲ့သတင်းတွေမှာဆိုရင်ကေနန်ရဲတဲ့ကိုအာဆင်နယ်အသင်းကယူရိုတန်း100နဲ့စတင်ကန်လန်းဖို့ပြင်ဆင်နေပြီလို့တော့ဖော်ပြနေကြပါတယ်အာဆင်နယ်အသင်းကဒီကစားသမားကိုဖွဲ့ယူချင်နေတာအခုနှစ်မှာမဟုတ်ပါဘူးလွန်ခဲ့တဲ့200စီ300စီလောက်ကလေးကကစားသမားရဲ့အခြေသွေးနဲ့အလားလောက်မြင်လို့ဖွဲ့ယူဖို့အနည်းနဲ့များစူးစမ်းခဲ့ပူတာရှိပါတယ်ဒါပေမဲ့လည်းသူ့ရဲ့မိခင်ကလေးယူဗက်နက်အသင်းကဒီကစားသမားကိုလုံးဝရောင်းချဖို့ဆန္ဒမရှိဘူးရောင်းရမဟုတ်ဆိုပြီးတော့ပြန်လဲတုံ့ပြန်လိုက်လို့အာဆင်နယ်အသင်းကနောက်ပြန်ဆုတ်ခဲ့တာပါဒါပေမဲ့ဒီနှစ်မှာတော့အာဆင်နယ်အသင်းကအသင်းရဲ့လိုအပ်နေတဲ့ဘယ်တောင်မနီယာအတွက်ဖြစ်တင်းမှုစူးစမ်းနေပြီးတော့မာတင်နယ်လီကသတင်းတွေအသင်းကထောက်ကောက်ဖို့သတင်းတွေခက်စစ်စစ်ထွက်လာတာဖြစ်တဲ့ကြောင့်မလို့ဒီဟာဒီမှာကေနန်ရဲတွေကိုတော့ရအောင်ခေါ်ယူမယ်ဆိုပြီးတော့ဂန်နာဘလော့ကပေါ်ပြလာပါတယ်ဆိုတော့ကစားသမားကအသက်22နှစ်အရွယ်ပဲရှိသေးတယ်ဒါအလားလာတွေအများကြီးတယ်ပြီးခဲ့တဲ့ကမ္ဘာဖလားမှာလည်းခြေသားပြလာနိုင်မှုရှိတယ်အာဆင်နယ်တင်းကဒီညမှာတိုက်စစ်ကိုပြစ်မှတ်ထားနေတဲ့နေရာမှာကစားသမားအများကြီးရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဟူလီယန်အဲဗာရက်နော်ဟိုကေနန်ရဲတဲ့ပါဝင်နော်နောက်ပြီးတော့နောက်ထပ်အဲဗာရက်တင်းရဲ့တောင်ပန်တိုက်စစ်ကမှကျွန်တော်တို့element anjai ကိုလည်းပြစ်မှတ်ထားနေမှုရှိတယ်ဒီနေရာမှာဒီကားမနှစ်ယောက်ကအဓိကဦးစားပေးပြစ်မှတ်ဖြစ်တယ်အခုစပြီးခေါ်ကိုကန်လန်းတော့ကိုပြင်ဆင်နေတာကကေနန်ရဲတွေကိုကန်လန်းမှုပြင်ဆင်ထားတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြထားတယ်တကယ်လို့ကေနန်ရဲတွေကိုမရရင်ဒုတိယဦးစားပေးပြစ်မှတ်အနေနဲ့ Everton တင်းရဲ့တောင်ပန်တိုက်စစ်မှု element anjai ကိုခေါ်လို့ပြစ်မှတ်ထားတယ်ဆိုပြီးတော့ဒါနာဘရော့ကဖော်ပြသွားပါတယ်ဆိုတော့ကျွန်တော်အာဆင်နယ်ပြည်သက်တွေရောဒီအမားတွေကအာဆင်နယ်တင်းရဲ့တောင်ပန်ပြစ်မှတ်ကမားတွေကဒီနေရာဒီမှာဘယ်သူရောက်လာမလဲဒါမှမဟုတ်ဘယ်သူမှရောက်မလာဘဲနဲ့မာတင်နယ်လီကျွန်တော်တို့ခရစ်စတိုဇိုလစ်2ယောက်ထက်နဲ့ပဲရှေ့ဆက်သွားနိုင်လားဆိုတာကွန်မန့်နံပါတ်ဝင်ရောက်ဆွေးနွေးပြရပါအောင်တတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ရီယယ်မက်ဒရစ်ကခေါ်ယူဖို့ပြန်လဲစိတ်ဝင်စားလာတဲ့စူပီမန်ဒီဆိုတဲ့သတင်းကိုဖော်ပြပေးသွားကြပါတယ်စပိန်ဘက်ကလာတဲ့သတင်းတချို့အရရီယယ်မက်ဒရစ်အသင်းရဲ့နီးပြမော်ရီညိုကစူပီမန်ဒီကိုခေါ်ယူခြင်းနဲ့ဆိုရင်ခေါ်ယူလို့ရနိုင်ကြောင်းမီးစပြတ်လိုက်တယ်ဆိုပြီးတော့ဖော်ပြလာတာမျိုးရှိပါတယ်သတင်းရဲ့အသွားလာအရရီယယ်မက်ဒရစ်အသင်းကအာဆင်နယ်အသင်းရဲ့စပိန်ကွင်းလယ်လူမာတင်ဇူဝီမန်ဒီကိုပိုးရင်းတွေရနေမှာယူရိုတန်း90လောက်နဲ့ခေါ်ယူဖို့စူးစမ်းလာနေတယ်ဆိုပြီးတော့စပိန်ဘက်ကသတင်းတွေကဖော်ပြလာပါတယ်သတင်းရဲ့အသွားလာအရကျွန်တော်ခုနပြောခဲ့သလိုပဲ
မော်ရီညိုကခေါ်ဖို့မီးစဲပြလိုက်လို့ဒီသတင်းတွေကပြန်လဲထွက်ပေါ်လာတယ်ဆိုပြီးတော့ပေါ်ပြလာကြတယ်တကယ်ဆိုရင်သူတို့ကမန်စီးတီးအသင်းကနေထွက်ခွာသွားတဲ့ရိုဒရီကိုလိုချင်ခဲ့တာရိုဒရီကိုမရတဲ့အဆုံးမှာမာနွေဇူဘီမန်နီဘက်ကိုပြန်ပြီးတော့မြှောက်လှည့်ထားတာပေါ့နော်ဒီနေရာမှာအာဆင်နယ်အသင်းရဲ့သဘောထားကတော့ရှင်းတယ်အသင်းကတတ်မှတ်ထားတာကယူရိုတန်90တတ်မှတ်ထားတယ်ဒါပေမဲ့လည်းကစားသမားရဲ့ဆန္ဒကိုဦးစားပေးသွားမယ်ဆိုပြီးတော့လည်းပေါ်ပြလာတာရှိတယ်အကြောင်းကတော့ကစားသမားကပြီးခဲ့တဲ့ရာသီကမှအာဆင်နယ်အသင်းကိုရောက်လာတဲ့ကစားသမားအသစ်ဦးပြပြပဲကျွန်တော်ပြီးညက်လိဖလာလက်စုကူးတာတယ်စွမ်းစွမ်းကောင်းတချို့လည်းပြသနိုင်ခဲ့တယ်ဂျာဒီနှောင်းမိတ်ကာလာရောက်တဲ့အချိန်မှာကြက်ခိုင်မှုပြဿနာကြောင့်အနှဲငယ်ပွဲပန်းတွေလိုဖြစ်လာပြီးတော့လူဝစ်ကယ်လီနဲ့နေရာရှင်လူခဲ့ပေမဲ့ဒီကစားသမားကနီးပြအဒီတာရဲ့စိတ်ကြက်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းချသွားမလို့တော့ကျွန်တော်နေရတာတိတ်မထင်ဘူးဒါပေမဲ့လည်းသတင်းတွေကကြဲကြဲပြန့်ပြန့်ထုတ်လာတာဖြစ်တဲ့အတွက်ကြောင့်နောက်ပြီးတော့အာဆင်နယ်အသင်းကကစားသမားပေါ်မှာကြောင်းချစ်ချေယူရိုတန်90တတ်မှတ်ထားတယ်ဆိုတဲ့အတွက်ကြောင့်ဆိုတော့ကြတော့အနည်းနဲ့များတော့ဖြစ်လာနိုင်ပါတယ်ပြီးတော့ရီယယ်မက်ဒရစ်ကလည်းပွဲလေသမားတယောက်လိုအပ်နေတယ်အထူးသဖြင့်သူတို့ကရိုဒီကိုမရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရိုဒီနဲ့တိုက်တူတဲ့ကစားပုံဆင်တူတဲ့မာတင်ဇူဘီမန်ကိုမျှဝေပြန့်နှံ့လာတာလို့ဖြစ်နိုင်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းကအက်စတွန်ဗီလာအသင်းရဲ့နောက်ကန်လို့အေဇီကွန်ဆာကိုစိတ်ဝင်စားမှုရော့ကြမသွားသေးဘူးဆိုပြီးတော့ပေါ်ပြလာပါတယ်ဒီသတင်းကိုကျွန်တော်သတင်းတော့ဒေးဗစ်ချယ်ဆီကနေရတာပါတိတ်ပြီးယုံကြည်စိတ်ချရတဲ့သတင်းသမားတော့မဟုတ်ဘူးတရား3 level လောက်ပဲရှိတယ်ဆိုတော့ဒီသတင်းတော့ရှိရနေကောလာလာတချို့လည်းရတယ်လို့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းတချို့ကလည်းတစ်ခါလေးမှမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဘာသာပြန်နေဆက်ပြီးဖြစ်ပါတယ်ကျွန်တော်ညီကိုတွေပေါ့လေဆိုတော့သတင်းသွားလာရအာဆင်နယ်အသင်းကဒီယာဒီမှာအသင်းရဲ့နောက်တန်းကိုဘာမှတစ်တယောက်နဲ့အားဖြစ်ဖို့ကြိုးစားနေပြီးတော့အက်စတွန်ဗီလာအသင်းရဲ့ကစားမအေစီကွန်ဆာကိုလည်းစိတ်ဝင်စားမှုရောကြမသွားသေးဘူးဆိုပြီးတော့ဖော်ပြလာပါတယ်ဆိုတော့သတင်းအသွားလာရအာဆင်နယ်အသင်းကဝီလီယံဆာလီဘန်နေအောင်အစားထိုးဖို့ကစားမတယောက်လိုအပ်နေတယ်။ဒါကြောင့်ဈေးပေါ်ထဲမှာရှာဖွေနေတယ်။ဒါပေမဲ့လည်းသူတို့ရှာဖွေနေတဲ့ကစားမတွေက2ယောက်ရှိတယ်လို့လည်းကျွန်တော်သိရသလောက်ဆိုရင်လီဗာပူးအသင်းရဲ့ကျွန်တော်ဂျယ်ရဲကွန်ဆာနဲ့အက်စတွန်ဗီလာကအက်စီကွန်ဆာဆိုတော့လီဗာပူးအသင်းဘက်ကိုကျွန်တော်အာဆင်နယ်အသင်းအနေနဲ့သွားရောက်တီးခေါက်ကြည့်တယ်မျိုးရှိတယ်။လီဗာပူးအသင်းဘက်ကကစားမကိုရောင်းချဖို့ဆန္ဒမရှိဘူး။ဒါပေမဲ့တောင်းရှိကြီးပေါင်တန်90အထက်နဲ့ပေးမှဆိုရင်တော့စဉ်းစားသွားမယ်ဆိုပြီးတော့ဖော်ပြလာနိုင်မျိုးတွေရှိတယ်။တစ်ဖက်မှာလည်းအက်စတွန်ဗီလာအသင်းကိုအာဆင်နယ်အသင်းကကစားမကိုသွားပြီးကန်လန်းဖို့စီစဉ်တယ်။ဂျားကန်လူတွေနဲ့တစ်ဆင့်တီးခေါက်ကြည့်တဲ့နေရာမှာအက်စတွန်ဗီလာအသင်းကအသက်28နှစ်အရွယ်ကစားမကိုတန်း60တောင်းနေပါတယ်။ဒါကဒီနေ့တင်ညမှာကစားမအတွက်ဆွေးနွေးဖို့အခက်အခဲအတားကြီးဖြစ်နေတာပါ။အသက်28နှစ်အရွယ်ကစားမအင်္ဂလန်သားဖြစ်တဲ့ဆိုတော့ねပေါင်တန်း60ဆိုတာကဒီလိုအသက်ပိုင်း6ရောက်တဲ့ကစားမတယောက်လို့ဆိုရင်အာဆင်နယ်အသင်းကများတယ်လို့တိုက်တတ်မှတ်ထားပါတယ်ဘရူနိုဂီမာလေးကိုကျွန်တော်တို့ပေးခဲ့တယ်ဆိုတာကကစားမကအင်္ဂလန်ပရီးမီးယားလိဂ်ကအကောင်းဆုံးပွဲလက်ကစားမတွေကတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျေးပေးရတာကပြဿနာမရှိတယ်မဲ့အဲဒီကွန်ဆာတို့အစွမ်းစားရှိအောင်လောက်နဲ့တိတ်ပြီးတဲ့ပောက်ပွက်မြောင်ဖြစ်သေးတဲ့အချိန်အားကိုးရတာမှန်ပေမဲ့အခြေစားရှိတယ်မှန်ပေမဲ့ခါလေးမှာအမားတွေအနေငယ်လုပ်တဲ့ကစားမမျိုးဒီလိုကစားမမျိုးကိုတန်း60တောင်းနေတာကအာဆင်နယ်အသင်းဘက်ကကြည့်ရင်တော့လေအနေငယ်များတယ်လို့ခံစားရစေပါတယ်အန်ဒရီပါတာကတော့ကစားသမားကိုစိတ်ဝင်စားမှုရောကြမသွားသေးဘူးဒါမဲ့အပြောင်းရှိမပိတ်ခင်ကာလတွေမှာအခွင့်အရေးရရင်ခေါ်သွားခြင်းတယ်ဒါပေမဲ့လည်းအက်စတွန်ဗီလာတင်သတ်မှတ်ထားတဲ့တောက်ချီကြီးပေါင်30ဆိုတော့ပေးချသွားမှာမဟုတ်ဘူးအာဆင်နယ်အသင်းကကစားသမားအများဆုံးပေးချသွားရင်ပေါင်35တန်းနဲ့40ကျားသာပေးချသွားဖို့ဆန္ဒရှိတယ်40တက်ကိုပေးချသွားဖို့ဆန္ဒမရှိဘူးဆိုပြီးတော့မှပဲဒီသတင်းတော့ကဖော်ပြလာပါတယ်ဆိုတော့အပြောင်းရှိပေးဖို့ကဂျက်ပိုင်းတော့လိုသေးတယ်ကျွန်တော်အနည်းဆုံး10ရက်လောက်လိုသေးတယ်ဆိုပေမဲ့အာဆင်နယ်အသင်းကတော့နောက်တန်းပြေးဖို့လည်းလိုအပ်နေတယ်လို့တိုက်စစ်ပိုင်းပဲတောင်မှနဲ့ကလည်းဦးစားပေးပြတ်မှတ်တွေတတ်မှတ်ပြီးတော့ဖြည့်တင်းဖို့လိုအပ်နေပါတယ်ဆိုတော့ဒီလက်ကျန်အချိန်ပိုင်းတွေမှာကျွန်တော်အာဆင်နယ်အသင်းကိုဘယ်သူတွေရောက်လာမလဲဆိုတာ comment နဲ့မှာဝင်ရောက်ဆွေးနွေးကြည့်သားပေးကြပါအောင်ကြည့်ရှုအားပေးခဲ့တဲ့ကျွန်တော်အာဆင်နယ်ညီကိုပေးတဲ့များလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်